club ကမ္ဘာဖလား champion ဒီအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်ဒါမနေ့ကညကကစားသွားခဲ့တဲ့ဒါမန်စီးတီးတင်းနဲ့ချက်စီးတင်းတို့ရဲ့ပွဲစဉ်ပွဲပြီး3သက်ချက်ဗီဒီယိုဖြစ်ပါတယ်ပွဲပြီး3သက်ချက်လောက်တာမှဖြစ်ပါတယ်ဆိုတော့ဒီပွဲမစားခင်ကချက်စီးတင်းမှာကအသင်းတွင်းပြဿနာတွေကြောင့်ဒါလေကိုပြက်များရှုံးဒီမလားဆိုတဲ့စိတ်နဲ့စောင့်ကြည့်ခဲ့ရတယ်ဘယ်လိုပဲချက်စီးတင်းဒီဘယ်လိုပဲရလက်ဒီဆိုးနေပါဒီဘယ်လိုပဲတိုင်းနေပြဿနာတွေပဲရှိပြင်မာပြဿနာတွေပဲရှိဘယ်လိုပြဿနာတွေပဲရှိကျွန်တော်တို့ပြည်သက်တွေကပွဲရှိတာနဲ့ရှုံးနေဖြစ်စီရှုံးမယ်ဆိုတဲ့ခံစားချက်ကြီးနေပဲဖြစ်စီနိုင်မယ်ဆိုတဲ့ခံစားချက်ကြီးနေပဲဖြစ်စီပွဲရှိလာတဲ့အခါတိုင်းကျွန်တော်တို့တွေစောင့်ကြည့်ခဲ့ကြတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းဒီလိုပဲကျွန်တော်တို့မန်စီးတီးကိုမန်စီးတီးရဲ့အင်ဖင်မှာသွားကစားရမယ်အတင်းရဲ့အားထားရတဲ့ Mike Sky တို့နောက်ကိုရလာတို့ကစားသမားတွေကိုလက်လွတ်ရတယ်နောက်ဖိုးဖွားနာကိုလည်းဆုံးရှုံးထားရတယ်ဆိုတော့ပြီးတော့အတင်းကဒါနီးပြအပြောင်းလဲကြားမှာဒီပွဲစဉ်ကိုကိုင်သွားမယ်နီးပြက U21 ကချက်စီးတင်းရဲ့ U21 ကနီးပြဆိုတော့စားတဲ့ကိစ္စရက်ဒီနဲ့ကျွန်တော်တို့အနေနဲ့မန်စီးတီးကိုကောင်းကောင်းရှင်ပြိုင်နဲ့ကောင်းကြီးနိုင်ရှင်ကစားနိုင်ပါမလားလို့တွေးမိခဲ့တာရှိတယ်ဆိုတော့စောပိုင်းမှာတော့ပွဲစားကြီးတဲ့အချိန်မှာကျွန်တော်တွေးမိတာတော့ကိုပြက်မရှိုးရင်ကန်ကောင်းတယ်ဆိုတဲ့ပုံစံမျိုးပေါ့လေဒါကလည်းဒါကျွန်တော်မှမဟုတ်ပါဘူးပြည်သက်တော်တော်များများလည်းဒီတိုင်းပဲအားလုံးလည်းဒီတိုင်းပဲတွေးကြတာပါပဲဆိုတော့တကယ်တမ်းပွဲချိန်တွင်တကယ်ပွဲကစားသွားပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ချက်စီးတင်းဆိုတဲ့ပုံစံမျိုးကိုပဲပြသပြီးတော့မန်စီးတီးတင်းရဲ့ Etihad အိမ်ကွင်းမှာဒီတမတ်ကိုနောက်ကျအန်ဆိုဖာနက်ရဲ့နောက်ကျချီပါကူးနဲ့ဒီတမတ်ကိုရယူနိုင်ခဲ့တယ်ဆိုတော့ဒီရလက်ကတကယ်တမ်းဒီရလက်မှာကျွန်တော်တို့ဘာဖြစ်ကိုပြက်လည်းမရှုံးတမတ်ရတယ်ဆိုတဲ့ကိစ္စကြောင့်ဒါကျွန်တော်တို့ကပျော်ရတယ်ဆိုပြီးမဲ့ကျွန်တော်တို့ထက်ပိုပျော်ရတဲ့အတင်းကအာဆင်နယ်ဖြစ်သွားတယ်ဒီပွဲစဉ်မှာဒါမန်စီးတီးချက်စီတွေးဆုံမှုမှာဒီရလက်မှာတကယ်တမ်းအကျိုးမြတ်ဖြစ်စေခဲ့တဲ့အတင်းကအာဆင်နယ်အတင်းပဲဒီရလက်ကြောင့်ဒီမန်စီးတီးတင်းနဲ့ချက်စီတင်းတို့ရဲ့ဒီပွဲစဉ်ရလက်ကြောင့်ဒါတကယ်တမ်းအကျိုးမြတ်ဖြစ်ခဲ့တာကအာဆင်နယ်အတင်းဖြစ်ပြီးတော့လက်ရှိဆိုလို့ရှိရင်မန်စီးတီးနဲ့အာဆင်နယ်ကြားကအမှတ်ကွာချက်က6မှတ်ထိဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ပွဲချိန်အတွင်းကိစ္စတွေကိုပဲအဓိကထားပြီးပြောရအောင်ပါဆိုတော့ဒီပွဲစဉ်မှာချက်စီတင်းကမဖာလင်းကင်တွေရတယ်ဆိုတော့ U21 ကနီးပြဖြစ်တဲ့မဖာလင်းကင်တွေရတယ်သူထုတ်လာခဲ့တဲ့ line တွေကပြောရင်တင်းတော်တယ်လို့တော့ပြောလို့ရတယ်ဟာတူနေရပထမ line မှာတော့ဟာတူနေရဒီ level မှာဟာတိုစာကူစတိုကိုတုံးခဲ့တာကိုပဲနည်းနည်းလေးသဘောမတွေ့ဖြစ်ခဲ့ရပြီမဲ့တကယ်တမ်းကျနောက်ပိုင်းမှာသူဟာတိုကိုလည်းသူပြန်သုံးသွားတော့အကြောင်းတွေ့ခဲ့ရတယ်ဆိုတော့ဒီလူချင်းကိုပြန်ပြီးပြောရရင်ကအချင်းပေါင်း6လူပါဘာရီယာရှိနောက်ကူစတိုနောက်အတင်းရဲ့ဒီကကိုမှဖြစ်တဲ့ Robert Sanchez ကလည်းဒါဒီပွဲစဉ်မှာမပါဝင်နိုင်ခဲ့ဘူးဆိုတော့သူ့ရဲ့နေရာမှာအရင်ကိုမှဖြစ်တဲ့ Clochin Sam ကိုသုံးရတယ်ကွင်းလက်မှာ Rich Jane နဲ့အဆိုဖာနေတဲ့သူတို့ရဲ့ရှေ့3အောင်တန်းမှာတော့ဒါ Estival နောက်ပါမာနောက် Neto သူတို့ရဲ့ရှေ့မှာ Joao Pedro ဆိုတဲ့ပုံစံနဲ့ Man City ကို Chelsea တင်းကရင်ဆိုင်ခဲ့တယ်ဆိုတော့ဒီပုံစံနဲ့ပွဲထွက်လာခဲ့တယ်ပထမပိုင်းမှာစစချင်းမှာ Chelsea ကတန်ပြန် Man City နဲ့သူပြန်အပြန်လန်ပြန်ပြီးကစားနိုင်ခဲ့ပြီမဲ့ဒါပထမပိုင်းနောက်15မိနစ်နောက်ပိုင်းလောက်ပွဲချိန်မှာတော့ဒါ Man City တင်းရဲ့အလွမ်းမှုကိုChelsea တင်းကခံခဲ့ရတယ်Chelsea တင်းကလည်းဒါဒီတမတ်ဆိုတဲ့ဒီမန်ချက်နဲ့ပဲဒီပွဲကိုပြတ်မရှုံးရင်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲလာခဲ့တာဖြစ်တော့ကြောင့်မလို့ပထမပိုင်းမှာတော့ဒါ Man City တင်းရဲ့ dominate လုပ်ပြီးတော့လွှမ်းမိုးပြီးကစားတာကိုခံခဲ့ရတယ်အခွင့်အရေးတချို့လည်းပြီးခဲ့ရတယ်လို့ဒီပထမပိုင်းမှာပဲChelsea တင်းဘက်ကလည်းအခွင့်အရေးတွေကိုပြန်ပြီးတော့ရှာဖွေနိုင်ခဲ့တယ်ဆိုတော့ပထမပိုင်းမှာ Estival ကိုလွတ်ကျွတ်ကန်ခွင့်ရခဲ့တဲ့အခြေအနေကိုဒါဘလော့လုပ်သွားတယ်ဘလော့လုပ်ခံလိုက်ရတယ်ဒီလိုပဲ Man City ဘက်ကလည်းအခွင့်အရေးတချို့ပြန်ရခဲ့တယ်Man City ရသွားတဲ့ပထမပိုင်းက Man City ရသွားတဲ့တွင်းကုန်းမှာဆိုလို့ရှိရင်ဒါနောက်ခံကောင်းမှဖြစ်တဲ့Chelsea တင်းရဲ့နောက်ခံကောင်းမှဖြစ်တဲ့ဘာဒီယာရှိရဲ့ဒါပေါ်စားတဲ့ပေးပို့တဲ့ပုံစံကြောင့်ဒါလူပြီးမှပြီးတော့ Man City တင်းကပဲဒါကိုတန်ပြန်အနေနဲ့ Regina ဂိုးသွင်းယူရတယ်ဆိုတော့ဒီကိုရဲ့
ဘာရီယာရှိသည်ပထမလူပေးမားတယ်နောက်တော့ဒီဘောလုံးပြတ်သွားတဲ့အခါသူ့ရဲ့ position မဟုတ်တဲ့နေရာထိလိုက်ပြီးတော့ဖြတ်ထုတ်ဖို့ကြိုးစားတယ်ဒီဖြတ်ထုတ်မှုမှာလဲဒါကိုခွင့်ပြုပေးလဲရတယ်ဒီဖြတ်ထုတ်မှုဘိုင်းမှာလဲသူ့မှာအားလည်းချက်ရှိတယ်ပြောရရင်ဒီလိုအလုံးမျိုးကကိုဖြစ်ဖို့အတွက်လည်းလိခဲရည်နေဗျာညာတန်သာသမားတယောက်ကဒါဟိုဘယ်နဲ့အချင်းနဲ့ကိုကန်ထက်သွားနိုင်တာမျိုးကဒါကိုခွင့်ပြုရတာမတန်ဘူးပေါ့လေမတန်ဘူးပဲပြောရမယ်ဒီလိုကိုမျိုးကမခွင့်ပြုသင့်ဘူးနောက်ထပ်ကဒါဒုတိယပိုင်းအခြေအနေပေါ့လေဘရောင်ပိုင်းပြီးသွားတယ်မန်စီးတီးက1-0နဲ့ဦးဆောင်ထားတယ်ဒါပေမဲ့ဒုတိယပိုင်းစတာနဲ့ဒါချက်စီးသိန်းရဲ့ယာယီနီးပြဖြစ်တဲ့ဒီ U21 ကမက်ဖာလင်ကအပြောင်းလဲတွေစလုပ်တယ်ST ဘောင်းကိုထုတ်တယ်နောက် Andre Santos ကိုထည့်လိုက်တယ်ကူပါမောက်ကိုလက်ဝင်းကိုဆွဲထုတ်လိုက်ပြီးတော့ကူပါမောက်ကိုလက်ဝင်းကိုဆွဲထုတ်လိုက်တယ်ဆိုတော့နောက်မှာကဒါ Andre Santos နဲ့ Reece James နဲ့double pivot ပုံစံဖြစ်သွားပြီးတော့ Enzo Fernandez ကအရှိကိုပို့ပြီးတက်ကစားတဲ့ပုံစံမျိုးကိုကျွန်တော်မြင်ခဲ့ရတယ်ဒီနေ့ပွဲတင်မှာတကယ်တမ်းချီကျူးဖို့အကောင်းဆုံးသောလာသမားက Enzo Fernandez ဖြစ်တယ်သူ့ရဲ့တွင်းကိုဖယ်လိုက်ရင်တော့မှသူ့ရဲ့ခြေစွမ်းသူ့ရဲ့ mentality ကဒါကျွန်တော်တို့လုံးဝကိုအသိမဲ့ပြောရမယ့် mentality မျိုးနောက်ဒါ Chelsea ရဲ့ DNA ဒါမှတကယ် Chelsea ရဲ့ DNA ရှင်းပြောရင်ပွဲစားတွေကသူလိုက်စောနေတာလိုက်ဘောလုံးတွေလိုက်ဖြတ်တယ်အခွင့်အရေးတွေလိုက်ဖန်တီးပေးတယ်အစောပိုင်းမှာဆိုလို့ရှိရင်ပထမပိုင်းမှာလာတော့မသိဘူးအမှန်မှန်ရင်ပေါ့လေဂျောဘတိုစီကိုလမ်းကြောင်းထိုးထည့်ပေးလိုက်တဲ့ဟာမျိုးတွေပေါ့ဒီလိုမျိုးအခွင့်အရေးတွေလည်းသူဖန်တီးပေးခဲ့တယ်အခွင့်အရေးတွေလည်းသူဖန်တီးပေးသွားသေးတယ်ဆိုတော့ရသွားတဲ့တွင်ကူကတော့ဒါဒီနီးပြကအချင်းပေါင်းကိုထုတ်ပြီးဟက်တိုကိုထည့်လိုက်တယ်ဟက်တိုထည့်လိုက်တဲ့အချိန်မှာဟက်တိုကလက်ဘက်ဖြစ်သွားပြီးတော့အဲ့မှာလက်ဘက်မှာကစားနေတဲ့ကိုစတိုက right back ကိုပြန်ရောက်လာတယ်ဆိုတော့အဲ့ဒီအချိန်မှာ right back ရောက်လာတဲ့အချိန်မှာသူ့ရဲ့ဒီ right back မှာပဲ right back စစ်အနေနဲ့သူ့ကိုကစားခိုင်းလိုက်တယ်ဆိုတော့သူ့ရဲ့အတက်ဆင်းအနေနဲ့ချက်စီတင်းကထုတ်ဖောက်ဖို့ကြိုးစားခဲ့တယ်ဆိုတော့အစောပိုင်းမှာတော့ခွင့်ရေးရလို့လောက်လာကြီးမဖန်တီးသူ့ဘက်ကသူ့ချန်ရတယ်ပေါ့လေမာလိုကူစတိုဘက်ကနေပြီးတော့ခွင့်ရေးကြီးမှဖန်တီးနိုင်တာမျိုးမရှိခဲ့ပေမဲ့နည်းနည်းလေးတော့အခွင့်အရေးတချို့ပြန်ရှာပြီးတော့ကစားနိုင်ခဲ့တယ်ဒါပေမဲ့တကယ်ဂိုးဖြစ်သွားတဲ့အချိန်ကကြာဒါမိနစ်90ကျော်ကမှအချိန်မူထဲမှာသူ့ရဲ့ဘားနှက်မှုလို့ပဲပြောရမယ်ဒီကမှမာလိုကူစတိုနဲ့ပတ်သက်ရင်မာလိုကူစတိုကအမြဲတမ်းညာခြေပြလိုက်ဘဲခြေပြလိုက်ကန်ပြီးတော့ကန်တဲ့ကူမျိုးဆိုတော့တခါကျရင်ကျွန်တော်တို့ပြည့်တက်တွေကမှလည်းမြင်မြင်ကတ်ရတဲ့အခြေအနေမျိုးတွေရှိတယ်ဒါပေမဲ့ဒီနေ့တော့ညပွဲမှာသူဘယ်ချောက်ကိုတုံးပြီးတော့ကစားပြသွားတဲ့ပုံစံလေးကတော်တော်လေးဘယ်ချောက်ကိုတုံးပြီးတော့ O'Reilly ကိုသူကြော်ပြေးသွားတဲ့ပုံစံလေးကတော်တော်လေးမိုက်တယ်ပြီးတော့သူ့ရဲ့ဒါ cross ကလည်းတော်တော်လေးကောင်းသူ့ရဲ့ချိုးပေးမှုတော်တော်လေးကောင်းတယ်ဒီ goal ကိုလယ်မှာဒီလက်ရှိတယ်ဒါပေမဲ့ဒီလက်ကတော့မမီတော့ဘူးဒီလက်ရဲ့အနောက်မှာတိုက်စစ်ကိုအရန်တိုက်စစ်ကိုဟို advance level advance ဖြစ်တဲ့အထိလိုက်တက်နေတဲ့အန်ဆိုဖာနိုင်တက်ကဒါ9တိုင်ရဲ့အဝေးထောက်မှာသူနေရာယူထားတယ်ဆိုတော့ဘောလုံးကဒီလက်တို့ကိုဒီ center back တွေကို center back တွေရောကိုသမားတွေရောနောက်ဒီလက်ကိုကြော်ပြီးတော့အန်ဆိုဖာနိုင်စီကိုထွက်လာတယ်ပထမတစ်ချက်ပိတ်လိုက်တဲ့အချိန်မှာဒါချော်သွားတယ်နောက်ဒုတိယချက်ပိတ်လိုက်တဲ့အချိန်မှာကြာဒိုနာရမာထပ်ပုတ်သေးတယ်နောက်ဆုံးတစ်ချက်မှာဒါကိုရဲကိုရောက်သွားတာပေါ့နော်ဆိုတော့ဒီကူကလည်းရဲကူလေးကိုသွင်းသွားတော့မဟုတ်ဒါဒိုနာရမာလည်းဒါသူလုံနိုင်တယ်များအကုန်လုံးလုံသွားသေးတယ်ဒါပေမဲ့ဒါဘလုံးမတက်နိုင်တော့တဲ့အတွက်ဒါဒီကိုသွင်းကိုရခဲ့တယ်ဒီပွဲစဉ်ကြောင့်ချက်စီးတင်းကဒါအမပေးစရာရဲ့အဆင့်9နေရာမှာဆက်ပြီးရပ်တည်နေတယ်သူ့ရဲ့ပေါ်မှာတော့ဒါလီဗာပူးက34မှတ်လီဗာပူးက34မှတ်သူ့ရဲ့အောက်မှာတော့မန်ယူက32မှတ်နဲ့ဒါကိုကွာချချက်နဲ့ချက်စီးတင်းကတော့လက်ရှိအမပေးစရာအဆင့်9နေရာမှာပါဆိုတော့ဘာပဲပြောဒါကျွန်တော်တို့မထင်ထားခဲ့တဲ့ပုံစံမျိုးကစားပြသွားခဲ့တဲ့ဒါချက်စီကိုကျွန်တော်တို့အတိမဲ့ပြုရမယ်အထူးသဖြင့်တော့ဒီကစားသမားတွေရဲ့မစိုးမနစ်စူးစမ်းတဲ့ကစားဟန်ကြောင့်ပေါ့လေဒီမှာလည်းပဲဟိုတချို့သားသမားတွေကတော်တော်လေးဆိုးတဲ့ performance တွေပြပြီးတော့တချို့သားသမားတွေကတော့ကျုံးမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ကစားပြသွားတယ်သူပြင်တာအန်ဆိုဖာနယ်နဲ့ Reece James စားတဲ့သားသမားတွေကရေကုန်ရေကန်းလိုက်ပြီးကစားတယ်မစိုးမနစ်လိုက်ပြီးတော့ကစားတယ်ဒါပေမဲ့ဟိုနက်တိုတို့ကူပါမာတို့ကြောင့်ဒီဘက်မှာဆိုကူပါမာညံ့တယ်နောက်နက်တိုကလည်းအပိုင်ခွင့်ရေးတွေကိုဖြုံးတီးသွားသေးတယ်ရှင်းပြောဒီ6ကိုက်ထဲမှာကန်းတဲ့အလုံးကိုဘူးပေါ်ထောင်နေတာကြီးကတော့တော်တော်ဆိုးဆိုးကြီးကိုဖြစ်နေတာဆိုတော့ဒီလိုပေါ့လေဒီလိုဇာသမားတွေကတော့တချို့ကလည်းပဲဒီအပြောင်းလဲတွေရဲ့
ဂျားမှာမန်တယ်တွေ block ဖြစ်သွားတာရှိတယ်တချို့ကလည်းဒီအပြောင်းလေးတွေဂျားမှာရတယ်ငါတို့ရအောင်ချမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကစားသွားတာရှိတယ်ဆိုတော့ဒါကတော့ Chelsea တင်းနဲ့ Man City တင်းတို့ရဲ့ပွဲပြီး30ချက်ဗီဒီယိုဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအားလုံးကိုကျေးဇူးတင်ပါတယ်